တော့ CSC နည်းပညာတွေကိုမျှဝေပေးနေတဲ့ဦးစိုးအောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ CSC နည်းပညာနဲ့ရေမြောင်း drain တွေကိုဘယ်လိုလောင်းယူရမလဲဆိုတဲ့စနစ်ကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီရေမြောင်းကတော့ CSC နည်းပညာနဲ့ကျွန်တော်တို့ရေမြောင်းတွေကိုဓာတ်ရိုက်လောင်းတွန်းလောင်းတဲ့စနစ်နဲ့တုံးထားတဲ့ရေမြောင်းတစ်ခုဖြစ်ပါတယ်ဒီရေမြောင်းကဆိုလို့ရှိရင်သူ့ဝနဘောလုံးဝင်းမှာရှိတဲ့အရန်ဘောလုံးဝင်း၅ကွင်းကိုကျွန်တော်6နှစ်9နှစ်တုန်းကလောင်းခဲ့တဲ့ရေမြောင်းလေးဖြစ်ပါတယ်ဒီရေမြောင်းကိုပထမဦးဆုံးမလောင်းခင်တရက်မှာကျွန်တော်တို့မြေထိုးဆက်တွေနဲ့မြေဒီတွေတူးရဲဒုတိယတရက်မှာကျွန်တော်တို့ကြမ်းခင်းတွေကိုတန်စကာနှစ်လက်မတန်စကာခွက်တွေခင်းတယ်ဘေးမှာလည်းနှစ်လက်မတန်စကာခွက်ကိုခင်းပြီးလို့ရှိရင်အပေါ်ဘေးဘက်ကိုထောင်တယ်ဖောင်ဝက်တွေရိုက်တယ်နောက်ပြီးတော့ CSC နဲ့အားလုံးကိုတွန်းလောင်းထားတဲ့စနစ်ဖြစ်ပါတယ် CSC ကဆိုလို့ရှိရင်1200တိတ်သီးစားနဲ့ကျွန်တော်လောင်းခဲ့တဲ့ဟာဖြစ်ပါတယ်6နှစ်9နှစ်လောက်ရှိပါပြီဒီဟာလေးကိုလူကြီးမင်းတို့သိဖို့အတွက်ကျွန်တော်မျှဝေပေးတဲ့အပိုင်းဖြစ်ပါတယ်လိုက်လှုပ်ချင်းမလှုပ်ချင်းကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေပဲစိုက်ပါတယ်ဒီဟာကိုဘယ်လိုနေရာတွေမှာအသုံးတည့်လဲဆိုတာကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ဟောမှာပထမလောင်းပြီးသွားတော့ကျန်းကင်းလောင်းပြီးသွားတဲ့နောက်တစ်ရက်မှာကျွန်တော် forward တွေဆင်တယ် forward တွေဆင်တဲ့နေရာမှာဒီ forward အပေါ်နှခမ်းမှာကျွန်တော်တို့ကကြောက်ပြားတော်၎င်းတန်စကာကွက်တော်၎င်းတင်ဖို့အတွက်ကိုကျွန်တော်နေရာလေးအထက်ကလေးလုပ်ပေးထားတယ်ဒါ forward ဆင်တဲ့အပိုင်းတွေပါဒါကတော့လောင်းပြီးသွားတဲ့အပိုင်းရယ် forward ဆင်တဲ့အပိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့ထားတဲ့အပိုင်းမှာဘာဖြစ်လို့ဒီလိုထားတာဆိုတော့ကျွန်တော်တို့ကပထမတစ်ရက်မှာဒီလိုလောင်းတယ်နောက်တစ်ရက်မှာဒီလိုလောင်းတယ်နောက်တစ်ချိန်ကျွန်တော်တို့ဒီလို forward ဆက်တဲ့အချိန်မှာအလဲကိုဟထားတယ်ဒါမှကိုယ့်ဘက်ဒီဘက်မယူအောင်လို့ကျွန်တော်တို့ဆက်လို့ကောင်းပါတယ်အဲ့တော့စလောင်းတဲ့အချိန်မှာကျွန်တော်တို့ကတပိုင်းကိုလောင်းတယ်ဆက်မလောင်းဘူးကြော်လောင်းရတယ်အလဲကွက်ကိုကျွန်တော်ခြံထားခဲ့တယ်နောက်တစ်ရက်ကျတော့ဒီ forward ကိုဒီဂျားတွေကိုပြန်ပိတ်တယ်အဲ့လိုပဲတကွက်ကြော်လောင်းသွားပြီးတော့ကျွန်တော်တို့ဘောလုံးဝင်းတကွင်းလုံးကိုပတ်ချလဲဒီနောင်တွင်းကြီးလောင်းခဲ့တာဖြစ်ပါတယ်ဒါတော့လောင်းပြီးသွားတဲ့အနေထားပါဒီဘက်ကရေတွေဒီထဲကိုစီးမယ်ဒီဘက်ကရေတွေဒီဘက်ကိုစီးမယ်ဒီမှာအထစ်ကလေးကျွန်တော်လုတ်ပြထားပါတယ်အဲ့ထစ်ကလေးရဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ပြားတော်၎င်းတန်စကာခွက်တော်၎င်းကျွန်တော်ခင်းပိတ်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကတော့အဲ့တုန်းကတန်နေဈေးပေါ်တဲ့အတွက်ကြောင့်ဒီလိုတန်ချောင်းအဖုံးလေးတွေကျွန်တော်တို့လုတ်ခဲ့တာဖြစ်ပါတယ်ဒါကတော့သူဝနာအာကစားကွင်းမှာရှိတဲ့အရန်ဘုံလုံးကွင်းပရီကက်လောင်းထားတဲ့အနေထားပါပထမတစ်ရက်မှာကျွန်တော်တို့မြေတူးစက်နဲ့တူးတယ်နောက်တစ်ရက်မှာကြမ်းခင်းလောင်းတယ်နောက်တစ်ရက်မှာကျွန်တော်တို့ဘေးအထောင်တွေကိုလောင်းထားတာဖြစ်ပါတယ်ဒီအတွက်ကြောင့်ကုန်ကြစိတ်တွေတက်တာမယ်လေပါစိတ်တွေတက်တာမယ်အုတ်ကျိုးအုတ်ပဲ့တွေလေလွင့်ခြင်းကလည်းတက်တာမယ်ချောတဲ့စိတ်တွေလည်းတက်တာမယ်ဒီဟာဆိုလို့ရှိရင်လောင်းပြီးတာနဲ့ဓာတ်ရိုက်အသုံးပြုလို့ရတဲ့စနစ်ဖြစ်ပါတယ်ဟောမှာကြည့်ပါဒါကျွန်တော်ပရီကက်တွေနဲ့ရေမြောင်းတွေလောင်းထားတဲ့နေရာတွေပါဒါသူ့ဝနာအာကစားကွင်းကရန်ဘောလုံးကွင်းငါးကွင်းဖြစ်ပါတယ်တို့တဲ့ကြောင့်လူကြီးမင်းတို့လည်းဒီလိုတက်တာတဲ့နီးစနစ်တွေကိုသိဖို့အတွက်ကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်ဒီຢာတွေကိုဘလို့လောင်းယူရမယ်ဘယ်အသိသီးစားတွေနဲ့လောင်းရမယ်ဘလို့ဆက်တွေနဲ့လောင်းရမယ်ဆိုအားကိုသိချင်လို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်0994058898ကိုဆက်ပယ်ပြီးတော့မြင်းမြန်းလို့လည်းရပါတယ်ကျွန်တော် Facebook page မှာလည်းလာရောက်လေ့လာလို့ရပါတယ်ကျွန်တော်ကနေပြီးတော့လူကြီးမင်းတို့သိလို့တဲ့အရာတွေနဲ့စာရွက်စာတမ်းတွေကြည့်လို့ရတဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်ကအခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလူကြီးမင်းတို့လည်း CSC နည်းပညာနဲ့လုပ်ငန်းများစွာကိုအကောင့်တွေပေါ်ဖို့အတွက်ဆုတောင်းပေးပါတယ်ခင်ဗျာ